လင်းလက်နေတော့မြေခွက်ကိုအတုံးပြရန်စိတ်ကူရှိပါသလားဥပမာရက်ကွက်ဥယျာဉ်တစ်ခုတည်ဆောက်ရန်ဒါမှမဟုတ်ရက်ကွက်အတွင်းစုစည်းပေးနိုင်သည့်တည်တံ့စုဝေးရာနေရာများတည်ဆောက်ရန်အတွက်ပါမြည်သည့်ဖုန်းနဲ့မဆိုတုံးတစ်တစ်ကိုခေါ်ဆိုပြီးစီမံကိန်းဝန်ဆောင်မှုဌာန Department of Planning Services မှာဝန်ထမ်းတဦးကိုမေးမြန်းအကူအညီတောင်းပါတင့်အားမြေခွက်ပိုင်ရှင်နဲ့ရောင်းရစီမရှိခဲ့လို့တော့မေးခွန်းများအတွက်အဖြေများကိုရှာဖွေရန်အကူအညီပေးပါလိမ့်မယ်မြေခွက်တစ်ခုစီနဲ့ရက်ကွက်တစ်ခုစီဒီအနှဲငယ်နီလန်စီကံကွဲပြားသည့်ကိုတတိယပါမြို့တော်နဲ့ဓာတ်ရိုက်လှုပ်ဆောင်ခြင်းဖြင့်မြင်းနေရာဆုံးတတ်မှတ်ပုံတည်နိုင်ပါတယ်ရေလွှမ်းမိုးရလွင်မြင်ဖြစ်ပါကပြဿနာများကိုဖြေရှင်းရန်နီလန်များအလွယ်တကူရရှိနိုင်ပါတယ်ဖုံးကွယ်ထားသောကုန်ကြမ်းများဖြစ်သည့်အာမခံခြင်းနှင့်ပြုပြင်ထိန်းသိမ်းမှုများအတွက်လိုအပ်သောအရင်းမြစ်များကိုလည်းဝင်ရောက်ရယူနိုင်ပါတယ်မြေခွက်ဝယ်ယူခြင်းတို့မဟုတ်အလားလာစီတော်တင့် project ကိုငွေကြေးအရာပတ်မှုမှုများရရှိရန်အတွက်လည်းခေါ်ဆိုနိုင်ပါတယ်ပြည်သူများစမ်းဆောင်ရည်မြင့်လေလေအံ့ဩပဲကောင်းလောက်တော့အကြံဉာဏ်များတက်ဝင်လာလေလေဖြစ်ပါတယ်ပုံမလေးလာရင် www.forwinguides.org တို့ဝင်ရောက်ကြည့်ရှုပါ